ဒီနေ့တရုတ်စာကိုစတင်လေ့လာတဲ့အခါမှာအခြေခံဖြစ်တဲ့ဖီးယင်းသင်ခန်းစာကိုသွားပါမယ်။ဖီးယင်းကိုဖွဲ့စည်းထားတဲ့အားတွေကရှမ်းမူလို့ခေါ်တဲ့ဖီးတွေရဲ့ရွှေမူလို့ခေါ်တဲ့တရတွေရဲ့ပေါင်းဆက်ထားတယ်။ပြီးတော့ရှမ်းတယောက်လို့ခေါ်တဲ့အတန်တုံးတွေဒါတွေကိုပေါင်းဆက်ပြီးဆိုမှဖင်းရင်းဆိုတော့ခေါ်တယ်ဖင်းရင်းဆိုတာကအတန်ထွက်စနစ်တစ်ခုဖြစ်တယ်ဟုတ်ပြီဒီနေ့မှာတော့ရှမ်းမူရွှေမူရှမ်းတယောက်ဒီသုံးမျိုးကိုလေ့လာမယ်ပထမဆုံးအနေနဲ့ရွှေမူကိုစပြီးတော့လေ့လာရအောင်တရားတန်လေးစပြီးတော့လေ့လာမယ်တော်တော်များများကတော့စပြီးလေ့လာတယ်ဆိုရင်ရှမ်းမူပြီးကနေလေ့လာတယ်အခုဒီသင်ခန်းစာမှာတော့ရွှေမူကနေစလေ့လာရအောင်ဟုတ်ပြီရွှေမူမှာဆိုတရားတွေအများကြီးရှိတယ်တရားတန်အများကြီးရှိရဒီထဲမှာအခြေခံအကျဆုံးတရားတန်6မျိုးကိုစလေ့လာရအောင်ပထမဆုံးစလုံးလေးအာဒုတိယစလုံးကတတိယစလုံးကစလုံးကဒီစမစလုံးကဆရမစလုံးကရွဟုတ်ဒါလေးတွေကိုမြန်မာတန်လေးနဲ့ရေးကြည့်ပေးမယ်ကိုရေးတဲ့အခါမှာတက်နိုင်ကြတော့မြန်မာလိုမမှတ်တာတော့အကောင်းဆုံးပေါ့ဒါပေမဲ့ကိုကဥမာစလေးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာတန်လေးနဲ့မှတ်မယ်နော်ကြောင်းသွားတဲ့အခါမှာမြန်မာနဲ့မှတ်တော့တယ်ပေါ့ဟုတ်ပြီအဲ့တော့ပထမဆုံးစလုံးလေးဆိုရင်ဒုတိယစလုံးလေးကတတိယစလုံးကသရောစလုံးကအတော့လို့လည်းထွက်တယ်လို့လည်းထွက်တယ်ကိုကြိုက်တဲ့တန်နဲ့ထွက်အကွာဦးလို့လည်းထွက်တယ်လို့လည်းထွက်တယ်နောက်တစ်လုံးကအတန်လေးဒီ6လုံးကိုပြန်ဆွဲကြည့်အောင်ဆိုရအောင်ဟုတ်ပြီရွေးမှုရသွားပြီဆိုတော့ရှမ်းမှုကိုမသွားသေးဘူးပြီးကိုမသွားသေးဘူးရှမ်းတယောက်အတန်တုံးကိုဆက်သွားရအောင်အခုရှမ်းတယောက်အတန်တုံးအမှတ်သားကိုကြည့်အောင်အတန်နဲ့မြတ်မှတ်သားက၄မျိုးရှိတယ်အတန်အနေနဲ့ပြောမယ်ဆိုရင်အတန်က5တန်အမှတ်သားအနေနဲ့ပြောမယ်ဆိုရင်၄မျိုးရှိတယ်အမှတ်သားအနေနဲ့က၄မျိုးအတန်အနေနဲ့က5တန်ရှိတယ်အဲ့တော့ဒီအမှတ်သား၄မျိုးကိုဘယ်လိုခေါ်လဲဆိုတော့ဤရှမ်းပထမဆုံးလာတဲ့တန်မို့လို့ဤရှမ်းလို့ခေါ်တယ်ဤရှမ်းတိဤရှမ်းတိဆိုတာကအမှတ်စဉ်ကြီးတွေ့တဲ့အခါမှာသုံးတဲ့တိကြီးပထမတိကဒုတိယတိဆန်းတတိယတိစစရုဒ္ဓဒီလိုမျိုးရည်တွေ့တယ်ဒါကမှဆိုရလွယ်အောင်ဤရှမ်းပထမတန်အရှမ်းဒုတိယတန်三香တတိယတန်四香စရုဒ္ဓတန်ရှမ်းဆိုတာကအတန်ကိုပြောတာရှမ်းတန်1 2 3 4ဒါဆိုတာ1 2 3 4ပေါ့一香二香三香四香一香ဆိုတာကဒီကိစ္စပေါ်မှာအမြဲတမ်းလေးဆိုလိုက်တာအရှမ်းအောက်ကနေပြီးတော့ပေါ်ကိုတက်သွားတယ်ဆန်းရှမ်းအပေါ်ကနေပြီးတော့အောက်ဆင်းပြန်တက်တဲ့အတန်လေးစစ်ရှမ်းအပေါ်ကနေပြီးတော့အကိုနှိမ့်ကြတဲ့အတန်လေးဒါကိုမြန်မာလိုဆိုရင်တော့တန်ပြင်းတန်မောတန်ဟိုက်တန်နှိမ့်ဆိုပြီးတော့မှတ်သားတယ်အဲ့တော့တန်လုံးလေးမျိုးပြန်ပြောရအောင်一香二香三香四香ပြန်ပြောမယ်
一香、二香、三香、四香，连说要啊，一香、二香、三香、四香，ဒီလေးမျိုးကိုရှာပြီလား။အဲ့ရင်ဒီလေးမျိုးနဲ့တရတန်အနေနဲ့ဘယ်လိုပေါင်းဆက်လဲဆိုတာကိုကြည့်အောင်။ဟုတ်ပြီပထမဆုံးအနေနဲ့一香ကိုပေါင်းဆက်ကြည့်အောင်။一香တန်ပြင်းကိုပေါင်းဆက်တဲ့အခါမှာမူလတန်တိုင်းပဲထွက်မယ်။ဟုတ်ဝဇ္ဇနှလုံးပေါက်တန်ပေါ့အများအဖြစ်ဝဇ္ဇနှလုံးပေါက်တန်နဲ့ထွက်မယ်။ထွက်ကြည့်အောင်။အဲဆိုရင်မူလတန်တိုင်းအာဒုတိယတန်တန်မောကြတော့ရေချတန်လို့လည်းပြောတယ်ဟုတ်အဲ့ထွက်ကြည့်အောင်တတိယတန်တန်ဟိုက်ကလည်းရေးချတယ်မယ်သူကတော့နည်းနည်းရှိဆွဲဆိုရတဲ့အတန်ပေါ့အဘောကနေအောက်ကျောင်းအောက်ကနေမှပြန်တက်တဲ့အတန်လေးဒါလေးလိုက်ဆိုကြည့်အောင်ဟုတ်ပြီဇောရတန်တန်ရင်းကတော့အောက်ကမြင့်တန်ပေါ့အောက်ကမြင့်တန်လို့ကတက်တန်လို့ဒီတန်ပေါ့ဒီတန်လေးလိုက်ဆိုကြည့်အောင်ဟိုရဆိုရင်ဒီအပေါ်ကနေအောက်ကိုတောက်လျှောက်ဆိုကြည့်အောင်ဒါဆိုရင်အတန်တုံးနေနဲ့တရတန်လေးပေါင်းဆက်တာကိုရမယ်နော်အခုရှမ်းမူပြည်တန်လေးကိုလေ့လာရအောင်ဒီတော့ရှမ်းမူပြည်တန်ကိုစပြီးတော့လေ့လာမယ်ဒီနေ့တော့လေးလုံးပဲစပြီးတော့လေ့လာရအောင်ပထမဆုံးစလုံးကအဲ့တော့သူကကြတော့မြန်မာတန်လေးဆိုရင်ပသောက်တန်လေးဖနှခမ်းတစ်ခုဖိပြီးထွက်တဲ့အတန်နော်ဖမသူကဖဆိုတော့သူကအပေါ်နှခမ်းနဲ့ sorry အောင်နှခမ်းနဲ့အပေါ်သွားလေးထိပြီးတော့ထွက်ရတဲ့အောင်နှခမ်းနဲ့အပေါ်သွားပဲထိမှာနော်ဖဥမာမြန်မာလိုဆိုရင် fish ဒီတန်ထွက်ကြရတယ်လေငလိစာမငါ fish အဲ့ထွက်တဲ့အတန်လေးပဲဖဒီတန်လေးအဲ့ဖမဖဒီတန်လေးရမယ်နော်ဖမဖဟုတ်ပြီဒါကမှဒီတိုင်းလေးပဲကြက်ရတဲ့ခါကျတော့အဆင်မပြေဘူးအဆင်ပြေတော့တရတန်လေးနဲ့ပေါင်းကြက်မယ်ဘာနဲ့ပေါင်းမှလဲဆိုဩတရနဲ့ပေါင်းမယ်ဩဆိုတော့ပေါ်ဖဩဆိုဖောမဩဆိုမောဖဩဆိုဖောဒီတန်လေးရလာမယ်နော်ဒါတော့ဆိုကြည့်အောင်ဩ
ဖောမောဖောပြန်ဆိုရအောင်ပေါ်ပေါ်ဖောဖောမောမောဖောဖောဟုတ်ပြီဒါဆိုရင်ဒါလေးလည်းရပြီဆိုရင်ခုဒီရှမ်းပုံလေးလုံးနဲ့ခုနသရတန်လေးတွေနဲ့ပေါင်းမယ်အတန်တုံးလေးတွေပါလိုက်ပြီးတော့ပေါင်းကြည့်မယ်အဲ့တော့ဒီတော့ပေါ်နဲ့အာတန်လေးပေါင်းမယ်ပေါ်အားဆိုပါရမယ်ပါတန်ရမယ်အဲ့ဒါကမှအတန်တုံးလေးစစ်ရှမ်းသရောရတန်တင်မယ်ဆိုပေါ်အားပါစစ်ရှမ်းဆိုပပေါ်အားပါစစ်ရှမ်းပဟိုခုဖာတန်နဲ့ပေါင်းကြည့်အောင်ဖောအားဖာ三香两ထွက်ကြည့်အောင်三香爬坡啊爬三香爬猫啊妈一香妈好比佛啊发三香法ဒါလေးလိုက်ဆိုကြည့်အောင်ပေါ်အားပါစစ်ရှမ်းပပေါ်အားဖာ三香爬မောအားမ一香妈ပေါ်အားဖာ三香法ရမယ်နော်ဒါဆိုရင်အတန်တုံးတင်တာလည်းရမယ်ရှမ်းမိုးလေးလုံးလည်းရပြီတရတန်အခြေခံတရ6လုံးလည်းရမယ်ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ